လုံးမင်္ဂလာပါရှင်မြတ်စွာဘုရားရှင်ဤကိုရိုရိုင်းနှုတ်ကပတ်တော်မှတဆင့်ထုတ်ပေါ်ဟောကြားတော်မူခဲ့တဲ့ဇနီးဘတ်တော်လာကောင်းခြင်းမင်္ဂလာအဖျားတို့ကိုအစံတစိုက်တင်ဆက်ပေးနေတဲ့ရနဝင်းမြန်မာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ပညာရှိမဟောတထဒုက္ခမေဤနှလုံးသားဖြင့်စီရင်သောတတရားစီရင်ခံမယ်ဖြစ်ပါတယ်မျက်စိဖြင့်မြင်ရသောတသိထက်နှလုံးသားဤခံစားချက်ကိုအခြေခံကတရားစီရင်ခဲ့သည့်ကမ္ဘာကျော်ဖြစ်ရတစ်ခုမိခင်အရင်ဤမေတ္တာမျက်ရည်နဲ့ဘလူးမ၏မာယာစကွန်ချမ်းမှာပညာရှိမဟောတထသည်မိသို့သောပါရမီဉာဏ်ဖြင့်အမှန်တရားကိုမျှဝါထင်ထင်ပြသခဲ့ပါသလဲအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးရှင်ဝိဒေဟရတိုင်းမိတီလာပြည်ကြီးဤတနေရာတော်ပန်းပေါင်းစုံပွန်လန်းပြီးအိမ်မြကျင်းလင်းသောရေကန်ကြီးတကန်ရှိသည်ထိုရေကန်သည်ပညာရှိမဟောတထဒုက္ခမိတ်ကိုယ်တိုင်စီရင်ဖန်တီးထားသောအနာယူစရာနေရာတစ်ခုဖြစ်သည်တနေ့သ၌နုပြိုသောမိခင်တဦးသည်မိမိ၏ရင်သွေးငယ်ကိုပိုက်စီလျက်ထိုရေကန်သို့ရောက်ရှိလာသည်သူမသည်တားငယ်ကိုကုန်းပေါ်ရှိနူးညံသောအဝတ်ပေါ်ရတိတ်ထားခဲ့ပြီးနောက်စိတ်ချလက်ချရေကန်အတွန်းသို့စစ်သက်ခါကိုလက်တန်ဆင်းလေသည်ထိုဆန်အနီးအနားရှိသပင်ရိပ်မှကလေးငယ်ကိုစားကျင်စိတ်ဖြင့်ချောင်းနေသောဘလူးမတယောက်ရှိလေသည်ဘလူးမသည်လူမိမအသွန်ဖန်ဆင်းကလေးအနာသို့ချက်ကလာပြီးချိုးသားသောလေတံဖြင့်အိုးအဆွေမှတင့်ကလေးလေးကချစ်စရာကောင်းလိုက်တာကျွန်ုပ်ခဏလောက်ပွေ့ချီပါရစေဟုဆိုကလေးကိုပွေ့ချီလေတော့သည်သဘောရိုးရှိသောမိခင်သည်ခွန်ပြုလိုက်သည်နှင့်ဘလူးမသည်ကလေးကိုပွေ့ချီကနိုးတိုက်ဟန်ဆောင်ရင်ကတဖြည်းဝေးရသို့ပြေးလေတော့သည်မိခင်ရင်သည်အလံတကြားဖြင့်နောက်မှလိုက်လံဆွဲရဘလူးမကလည်းအလျှော်မပေးပဲဒါငါသားပဲနင်းနဲ့ဘာဆိုင်လို့လဲဟုအတင်းအာဓမညင်းခုံကြလေသည်ဤသို့ဖြင့်ထိုမိမနှစ်ဦး၏အငင်းအခုံသည်မဟောတထဒုက္ခမိန်ရှိရာဇရက်တကားဝါသို့ရောက်ရှိသွားသည်မဟောတထဒုက္ခမိန်သည်မိမနှစ်ဦး၏အမှုအရာကိုစူးစမ်းလေလာသည်တဦးကတော့ဦးဆွေးတော့ကရောက်နေသောမျက်နှာနှင့်မျက်ရည်ဆက်လက်ဖြစ်နေပြီးတဦး၏အမှုအရာမှာတော့အာသာငန်းငန်းဖြစ်နေသောအမှုအရာနှင့်ရဲရင်လွန်လာသည်မဟောတထဒုက္ခမိန်သည်ဘလူးမ၏မျက်တောင်မခတ်ခြင်းမျက်တောင်နီးမြန်းခြင်းနှင့်ရဲရင်လွန်သောအမှုအရာကိုကြည်ကမြည်သူသည်ဘလူးမမြည်သူကတော့မိခင်ရင်ဖြစ်ကြောင်းချက်ချင်းသိမြင်လိုက်သည်သို့သောပရိသတ်အပေါင်းကြည်နှင့်စင်ရင်လက်တွေ့ပြသသည့်နီလန်းဖြင့်စီရင်ရန်ဆုံးဖြတ်လိုက်သည်ထို့နောက်မဟောတထဒုက္ခမိန်သည်ရေကြီးပေါ်တော်မြင်းတကြောင်တားလိုက်ပြီးကလေးငယ်ကိုထိုမြင်းမော်တော်အသာအရာသိပ်ထားလိုက်သည်ထို့နောက်ကဲတနို့နှစ်ဦးစလုံးဒီကလေးကိုငါရှိမှလူကြတယောက်ကလက်ကဆွဲတယောက်ကတော့ခြေထောက်ကဆွဲဘသူဘက်ကိုပါမလဲကြည့်မယ်နိုင်နဲ့သူကသားရှင်ဘဲဟုအမိန်ချမှတ်လိုက်လေတော့သည်ဘလူးမသည်ကလေးဤလက်နှစ်ဖက်ကိုအားဖြင့်တအားဆောင်ဆွဲလေသည်မိခင်ရှင်သည်ကလေးဤခြေထောက်နှစ်ဖက်ကိုကိုင်ကားဆွဲသည်အလဲတော်ရှိသောကလေးငယ်မှာနာကျန်လွန်လာသဖြင့်အားကိုးရာမဲစွာအော်ဟင်ငိုယိုလေတော့သည်ထိုအတန်ကိုကြားရသည်နှင့်မိခင်ရှင်၏ရှင်တော်မှာလှမ်းဖြင့်ထိုတကယ်သို့ခံစားလိုက်ရသည်မိမိ၏တန်ငယ်နာကျန်နေရသည်ကိုမကြည့်ရနိုင်တော့သဖြင့်သူမသည်လက်ကိုချစ်ချမ်းလှကဘေးတော်ရက်၍ဆိုင်ကြီးတငင်ငိုကြွေးလေတော့သည်ဘလူးမကမို့အောင်နိုင်သူအလားကလေးကိုဆွဲယူကပျော်ရွှင်နေသည်ဟောတထဒုက္ခမိန်သည်ပရိသတ်ကိုလှည့်၍မေးလိုက်သည်အချမ်းတို့လောကရောမိခင်ဆိုသည်မှာမိမိသားငယ်နာကျန်းနေသည်ကိုကြည့်ရနိုင်ပါသလားဟုလူအပေါင်းတို့ကိုမေးလိုက်သည်လူအပေါင်းတို့ကလည်းမကြည့်ရနိုင်ပါဘူးအရှင်သားဟုတညီတညွတ်သေးဖြေကြားကြသည်ထိုအခါမဟောတထဒုက္ခမိန်သည်ကလေးကိုပွေးပိုက်ခါငိုးနေသောမိမကိုညွှန်ပြလျက်သားဤနာကျမှုကိုမကြည့်ရဘဲလက်လွန်လိုက်သောဤမိမဒီသာကလေးဤမိခင်ရှင်ဖြစ်သည်ကလေးအပေါ်တနာစိတ်မရှိဘဲအတင်းလှုပ်ယူသောထိုမိမသည်ကလေးကိုစားရန်ခိုးယူသောဘလူးမသာဖြစ်သည်ဟုအမှန်တရားကိုဖော်ထုတ်လိုက်သည်ထိုအခါဘလူးမသည်မငင်းနိုင်တော့ပဲသူမ၏အပြစ်ကိုဝန်ခံရလေတော့သည်မဟောတထဒုက္ခမိန်သည်ဘလူးမကို၅ပါးတီလာစောက်တီစေကနောင်တော့အို့တို့မပြုရန်ဆုံးမ၍ပြန်လှော်လိုက်သည်မိခင်ရှင်မမူဝမ်းသာမျက်ရည်များဖြင့်ရှင်သည်အကျွန်ုပ်၏သားကိုအသက်ပြန်ပေးလိုက်ခြင်း
ဖြစ်ပါသည်ဟုရှစ်ခိုးဥချလိုက်ရသားငယ်ကိုပွေပိုင်၍ပျော်ရွှင်စွာအိမ်သို့ပြန်သွားလေတော့သည်ဤစီရင်ထုံးသည်ကဘာတီတ၍ပညာရှိတို့ဤစံပြုတ်ထိုက်သောတရားစီရင်မှုအဖြစ်တမိုင်းတော်ကျင့်ရနေမည်ဖြစ်သည်ဤဒီကမဟောတထဒုက္ခမိတ်ဤထက်မြက်လှသောဉာဏ်ပညာနှင့်မေတ္တာတရားကိုအခြေခံသည်ပါတရားစီရင်ကံမင်ဖြစ်ပေသည်နောက်ထပ်ဗီဒီယိုအသက်တနိုင်သိရအောင်ဒီ channel လေးကို subscribe လုပ်ပြီးအားပေးခဲ့ဖို့ဖိတ်ခေါ်ပါရရှင်ကြည့်ရှုသူများလည်းတာယာချမ်းမြေ့သောနေ့အတိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေ